ဒီကအဖြစ်နောက်ဆုံးရလက်ကဘာလဲဆိုတော့အကုသိုလ်များတယ်ကိုအချိန်ကုန်တယ်ပြီးရင်ကိုပျောက်ဆုံးတယ်ပေါ့ကိုပျောက်ဆုံးခြင်းတွေဖြစ်လာတာအဲ့ဒီFacebook တို့ TikTok တို့မှာအချိန်ကုန်တာများပြီးတော့ကိုသတိမထားမိလိုက်ဖဲနဲ့ဖြစ်လို့ကိုပျောက်ဆုံးခြင်းဆိုတာတွေဖြစ်ပေါ်လာတယ်ဒီကိုလုံးမယ်လို့အာယုံရည်ရွယ်ထားတဲ့အချိန်တိုင်းနောက်တစ်ခုကိုရောက်သွားတယ်ပြီးလို့ရှိရင်အဲ့နောက်တစ်ခုလည်းမလုပ်ဖြစ်ဘဲနဲ့နောက်ဆုံးဘယ်ရောက်သွားလဲဆိုတော့ Facebook တို့ TikTok တို့တွေကိုရောက်သွားတယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ Facebook TikTok တွေမှာပဲအချိန်ကုန်သွားတယ်အားလုံးပဲမင်္ဂလာပါ Kelly Chen YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာလည်းအားလုံးအတွက်အကျိုးရှိစေမယ့် topic လေးတစ်ခုကို sharing လုပ်ပေးချင်ပါတယ်ဒါကတော့ Chen တွေ့ကြုံခဲ့ရတဲ့အရာလေးပေါ်မှာမူတည်ပြီးတော့ Chen လိုပဲတွေ့ကြုံတဲ့သူတွေရှိမှာပဲဆိုပြီးတော့မှ Chen ကအဲ့ဒီအရာလေးတွေကိုကြော်ဖြတ်နိုင်မှုအတွက်အချက်လက်ကလေးတွေကိုပြပြပေးချင်တာပါကို့မှာလှုပ်ရှားတွေများပြီးတော့ဘာမှကိုလှုပ်ရမယ့်အရာတွေကိုမပြီးမြောက်တာဒါပေမဲ့ကိုကပြင်းတဲ့လူလည်းမဟုတ်ဘူးကိုကမပြင်းဘူးကိုလှုပ်ရှားရှိတဲ့အလုပ်တွေကိုပြီးမြောက်အောင်လုပ်ချင်တယ်ဒါပေမဲ့ဘယ်တော့မှကိုလှုပ်ရှားရှိရတွေကိုမပြီးမြောက်ဘူးအမြဲတမ်းအာရုံစိုက်လို့မရဘူးဖြစ်နေတယ်ဥပမာအားဖြင့်စာလုံးမယ်လို့တွေးလိုက်ပြီးတော့ YouTube ကြည့်တာပဲဖြစ်စာအုပ်လှန်လိုက်တာပဲဖြစ်စာအုပ်လှန်လိုက်တဲ့အချိန်မှာဘာဒီမှလည်းမသိပါဘူးငါဘာလို့အောင်မလဲဆိုပြီးတော့နောက်ထပ်တစ်ခုကိုသွားပြီးတော့ကျွန်တော်သွားလုပ်လိုက်တာဥမာအိမ်ရှင်းတာပဲဖြစ်စပွဲရှင်းတာပဲဖြစ်ပေါ့နော်အင်ကြီးတွေသွားခောက်တာပဲဖြစ်လုပ်လိုက်တယ်အင်ကြီးခောက်နေနေလဲငါစာတွေမပြီးလို့မရဘူးစာပြန်ရမယ်ဆိုပြီးတော့အင်ကြီးခောက်တာပြထားခဲ့ပြီးတော့စာပြန်လာလုပ်အဲ့တော့ကျွန်တော်ဘာတစ်ခုမှရေရမပြီးမြတ်ဘူးပေါ့နော်အဓိကတော့အာယုံစိုက်နိုင်လို့မရဘူးအဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲချမ်းအောင်အဲ့ဒီပြဿနာကိုဖြေရှင်းမှုအတွက်ဘယ်လိုမျိုးနည်းလမ်းလေးတွေအသုံးပြုလဲဆိုတာကိုဒီနေ့မှာ sharing လုပ်ပေးပါမယ်အဲ့တော့ချမ်းတို့ဒီမှာအရင်ဆုံးသိထားရမှာကကိုကအလုပ်တွေကိုမပြီးမြောက်တိုင်းကိုအာယုံဆိုင်လို့မရဘူးဆိုတိုင်းကိုကစီကံမရှိတဲ့သူအလုံးမစူးစမ်းတဲ့သူပြင်းရတဲ့သူမဟုတ်ဘူးဆိုတဲ့ဟာကိုသိထားပါမယ်လက်ခံထားရမယ်။ဘာလို့ဆိုတော့ချမ်းတို့ကအလုပ်လဲစူးစမ်းခြင်းနဲ့စီကံရှိအောင်လဲစူးစမ်းခြင်းနဲ့ဒါပေမဲ့ကိုလုံးချင်တဲ့အရာလေးတွေမပြီးမြောက်တဲ့အခါမှာကိုအပြစ်တင်တာတွေကစလာတယ်ပေါ့နော်။အဲ့တော့ကိုအရင်ဆုံးအပြစ်မတင်မဲနဲ့အဲ့ဒီအရာလေးကိုအဖြေရှာဖို့အတွက်အရင်ဆုံးစူးစမ်းကြည့်ရမယ်။အဲ့တော့ဘာဖြစ်လို့ချမ်းတို့အာယုံမစိုက်နိုင်တာလဲဆိုတော့လှုပ်ရှားတွေများနေလို့ပေါ့အဲ့ဒီလှုပ်ရှားများတဲ့အထဲမှာ energy အများကြီးလိုတာနဲ့ energy မလိုတာနဲ့ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော် system နှစ်မျိုးရှိတယ်ပေါ့အုံနောက်မှာအဲ့တော့ number 1တစ်ခုကဘာလဲဆိုလို့ရှိရင် dopamine system အဲ့တော့အုံနောက်ကသူအမြဲတမ်းလွတ်လပ်ပေါ့ပါပြီးတော့ပျော်စရာကောင်းတဲ့အရာကိုပဲရွေးတယ်ဘာလို့ကျွန်တော်ရဲ့အုံနောက်ထဲမှာ survival mode ဆိုတာပါပြီးသားမို့လို့ပေါ့နော်အဲ့တော့ survival mode ဆိုတာသူအမြဲတမ်းcomfortable ဖြစ်တဲ့ဟာပဲသူကရွေးမယ်ကွာအမြဲတမ်း survival ပဲလုပ်မယ်ပျော်ရွှင်တဲ့ဟာကိုပဲသူရွေးသွားမယ်တက်တောင့်တက်တာရှိမဲ့အရာကိုပဲသူရွေးသွားမယ်ချမ်းတို့ကအဲ့လိုမဖြစ်ချင်တော့မှအုံနောက်ကသူကအဲ့လိုမူပါပြီးသားဖြစ်တဲ့ထွက်ကိုသူကအဲ့ဒါကိုရွေးသွားတာအဲ့ဒါကိုချမ်းတို့ dopamine system လို့ခေါ်တယ်ပေါ့နော်ဥပမာအားဖြင့်ချမ်းတို့ TikTok ကြည့်တယ်ဒီတစ်ပုတ်ကြည့်လိုက်တယ်ဘယ်လိုပဲ entertainment ဖြစ်တယ် comfortable ဖြစ်တယ်နောက်တစ်ပုတ်ကဘာလာမလဲဆိုပြီးတော့မှစက်ကြည့်တယ်အဲ့မှာ dopamine ကသူကအရှိမဘာဖြစ်မလဲဆိုတဲ့အဲ့ဒီ excitement ကိုသူကရွေးချယ်တယ်အဲ့ဒါကို dopamine တက်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ Facebook တို့ TikTok တို့ကကိုယ့် excitement တွေအများကြီးပေးတယ် dopamine တွေအများကြီးထုတ်လွှတ်ပေးနေတာဖြစ်တဲ့ကြောင့်မို့ချမ်းတို့အဲ့ဒီအရာတွေပေါ်မှာဆွဲလန်းသွားတာအဲ့တော့ကိုယ့်စိတ်ထဲမှာက Facebook တို့ TikTok တို့မသုံးချင်ဘူးချမ်းလည်းမသုံးချင်ဘူးဒါပေမဲ့အများနဲ့သုံးမိနေတာအကြည့်အောင်ဖြစ်နေတာကွာလက်ကဘာမှလုပ်စရာမရှိရင်ဘာလုပ်လဲ Facebook ထဲဝင်နေဘာမှလည်းဟုတ်တာလည်းမဟုတ်ရှောက်ပြီးတော့အဲ့လိုမျိုးရှောက်ဆွဲကြည့်အပေါ်ဆွဲကြည့်အောက်ဆွဲကြည့်ပြီးလို့ရှိရင်ဘာမှဟုတ်တာမဟုတ် comment တွေ like ဖတ်comment တွေဖတ်တဲ့အချိန်မှာလည်းသိရမလား red card theory တယောက်ကမကောင်းရေးထားရင်သူကအဲ့လိုမျိုးလားဆိုပြီးတော့ကိုယ့်ရဲ့အုံနောက်ကိုမစင်းစားမတွေးတော့မစင်ချင်ခိုင်းတော့ပဲနဲ့ကိုကအဲ့လိုလိုက်ထင်သွားတာမျိုးအဓိကအဖြစ်နောက်ဆုံးရလက်ကဘာလဲဆိုတော့အကုသိုလ်များတယ်ကိုအချိန်ကုန်တယ်ပြီးရင်ကိုပျောက်ဆုံးတယ်ပေါ့ကိုပျောက်ဆုံးခြင်းတွေဖြစ်လာတာအဲ့ဒီFacebook တို့ TikTok တို့မှာအချိန်ကုန်တာများပြီးတော့ကိုသတိမထားမိလိုက်ဖဲနဲ့ဖြစ်လို့ကိုပျောက်ဆုံးခြင်းဆိုတာတွေဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့တော့ချမ်းတို့အဲ့ဒီ TikTok နဲ့ Facebook ကိုဒါ dopamine system လို့ခေါ်တယ်ပေါ့နော် system နှစ်မျိုးတွေက dopamine system နဲ့dopamine လျှော့ရမယ်အဲ့တော့အဲ့ဒီ dopamine system ကိုကျွန်တော်ဘယ်လို control လုပ်မလဲပေါ့နောက်ထပ် system တစ်ခုက executive control system ပေါ့အဲ့ဒီမှာကျွန်တော် energy အများကြီးလိုတယ်ကိုယ့်အတွက်ဒီအုံနောက်ကတချမ်းတိထားတာပေါ့ကိုယ့်အတွက်တိုးတက်ရမယ့်အရာတွေလုပ်မယ်ဥပမာအလုပ်ကိုအကြာကြီးလုပ်ရတာသို့မဟုတ်စာကိုလေ့လာနေရတာအချိန်ပေးပြီးတော့အရာတစ်ခုကိုတိစောက်နေရတာအဲ့ဒီအရာတွေက energy အများကြီးလိုတယ်ပေါ့နော်အဲ့တော့အုံနောက်ထဲမှာအဲ့လို system ကနှစ်မျိုးရှိဒါပေမဲ့ dopamine system အားကောင်းနေတဲ့အချိန်မှာenergy အများကြီးလိုရတဲ့တက်တောင့်တက်တာလည်းမရှိတဲ့ comfortable မဖြစ်တဲ့ဟာကကျွန်တော်နေရာမယူနိုင်ဘူး dopamine system ပဲအမြဲတမ်းနေရာယူသွားတယ်အဲ့လိုမျိုး Facebook ကြည့်ရ TikTok ကြည့်ရဒီမှာ entertainment လုပ်နေတာကိုအမြဲတမ်းအဲ့တော့ဒီကျွန်တော်စန energy အများကြီးလိုတဲ့အဲ့ဒီစာလေ့လာတာတို့အလုပ်ကိုရေရှည်အကြာကြီးလုပ်နေရတာတို့ပြီးလို့ရှိရင်တစ်ခုခုကိုတိဆောက်ပြီးလေ့လာနေရတာအဲ့ဒီအရာတွေကချက်ချင်း result မရချက်ချင်း result မရလို့ dopamine ကမတက်ဘူးကျွန်တော်အဲ့လိုမျိုးဒီဟာလုံးမယ်ဆိုပြီးဟိုကတခုသွားလုပ်တယ်အဲ့ဒါလည်းမပြီးမြောက်ခဲ့ဘူးဒါပဲပြန်လာလုပ်တယ်ဟိုဘက်ပြောင်းလိုက်ဒီဘက်ပြောင်းလိုက်နေဘယ်အလုပ်ကိုမှမပြီးတာကိုကျွန်တော် attention switching addiction လို့ခေါ်တယ်ပေါ့နော်အဲ့တော့
အုံနောက်ကဒီအရာတစ်ခုကိုလုံးမယ်လို့စဉ်းစားလိုက်တယ်ဒါပေမဲ့ပြင်းစရာကောင်းတော့နောက်တစ်ခုကိုထပ်ပြီး switch လုပ်တယ်ဟာဒါပေမဲ့အဲ့ဒါကြီးကလည်းပြင်းစရာကြီးဆိုရောမှနောက်တစ်ခုကို switch လုပ်တယ်ဟာမလုပ်ချင်တော့ energy တွေကမရှိနေဘူးအဲ့ဒီအချိန်မှာကျွန်တော်အလွယ်ကူဆုံး dopamine တက်တယ် Facebook TikTok တွေကိုရောက်သွားတယ်ပေါ့နော်အဲ့ဒီ Facebook တို့ TikTok တို့ရဲ့တိဆောက်ပုံကလည်း dopamine တက်တဲ့เนาะကျွန်တော်ရဲ့စိတ်ဆွဲအင်းနေ energy တွေကိုအမြဲတမ်းယူသွားအောင်အမြဲတမ်းအဆက်မပြတ်ကြည့်အောင် system တွေနဲ့တိဆောက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီထဲကနေမယုံထွက်နိုင်ကြဘူးဒါပေမဲ့ယုံထွက်မှရမယ်ပေါ့နော်ကျွန်တော်အဲ့ဒီပြဿနာကိုဖြေရှင်းမှုအတွက်နီလန်းလေးတွေကိုကို real system နဲ့ပြန်တိဆောက်မှရအရင်ဆုံးတိဆောက်ဖို့အတွက်သိထားရမှာကငါကအလုပ်တစ်ခုနဲ့တစ်ခုကိုအာရုံမဆိုင်နိုင်ဘူးဖြစ်နေတယ်ဒါပေမဲ့ငါကငါအပြစ်မတင်ဘူးဒီအတွက်ငါရဲ့အုံနောက်ကဒီလိုမျိုး system တွေနဲ့ထိန်းချုပ်နေတာဖြစ်တဲ့အတွက်ငါအဲ့ဒီ system တွေကိုပြန်ပြောင်းမယ်ဆိုပြီးတော့မှကိုအရင်ဆုံးသိထားမှာဒါနံပါတ်1တစ်ချက် okay ကျွန်တော်ဘယ်ကနေစအောင်လဲဆိုတော့နံပါတ်1က when rule textတစ်ခေါက်မှာအလုပ်တစ်ခုပဲလုပ်မယ်ဘယ်အရာမှမလုပ်ဘူးပေါ့ဥပမာစာလုံးနေရင်အင်ကြီးခောက်စရာတွေရှိတယ်အဝတ်လျှော်စရာရှိတယ်ပကံဆေးစရာရှိတယ်ထမင်းချက်အောင်မင်းချက်အောင်အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးတွေမတွေးပဲနဲ့ကျွန်တော်က when rule text တစ်ခုမှာတစ်ခါပဲလုပ်မယ်နော်တစ်ချိန်မှာအဲ့ဒီအလုပ်တစ်ခုပဲလုပ်မယ်အဲ့ဒီအလုပ်တစ်ခုကိုကျွန်တော်ကအချိန်အများကြီးယူပြီးတော့မလုပ်ဘူးအဲ့တော့နိုင်ဝတ်တို့တနာရီတို့ဆိုတာနော်စာတနာရီလေ့လာမယ်လို့ကိုဂရိပေးတယ်တနာရီလေ့လာနိုင်လို့လားဆက်စချင်းမှာကိုတယောက်တည်းဆိုအဲ့တနာရီပြီးအောင်မလေ့လာနိုင်အောင်ဒါတော်တော် focus ကောင်းတဲ့လူမှလေ့လာနိုင်တာပေါ့နော်အဲ့တော့ကျွန်တော်အဲ့လို when rule test ကိုဘယ်လိုလုပ်မှာလဲဆိုလို့ရှိရင်အချိန်နဲ့အနည်းဆုံး15မိနစ်လောက်ထားမယ်အနည်းဆုံး15မိနစ်လောက်ထားပြီးတော့အဲ့ဒီ15မိနစ်အတော်အတွင်းမှာကျွန်တော်ကဘယ်အရာမှထပြီးတော့မလုပ်ဖဲနဲ့အဲ့ဒီချိန်မှာတော့ကိုတော့သတိကပ်ရမယ်ပေါ့နော်သတိကပ်ပြီးတော့ငါဒီ15မိနစ်ကိုပြီးအောင်ငါဒါလေးလုပ်မယ်အဲ့ချိန်မှာသတိကပ်ပြီးတော့ဘယ်အရာမှထပြီးတော့မလုပ်လိုက်နဲ့ပေါ့နော်အဝတ်လည်းသွားမလျှော်နဲ့ပကံလည်းသွားမစင်းနဲ့ဒါကနောက်ထပ်အလုပ်ပေါ့အဲ့တော့ကျွန်တော်ဒီ15မိနစ်စာလေးလာမယ်ဆိုရင်အဲ့15မိနစ်စာလေးလာဖို့ပဲလိုအပ်တယ်အဲ့အချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုတော့ဖုန်းနေနဲ့လေးလာရတယ် laptop နဲ့လေးလာရတယ်အဲ့ဒီချိန်မှာအဲ့ဒီဖုန်းက notification အကုန်ပိတ်ထားဒါမှမဟုတ်ခဏသူတို့ဟို screen home screen ကနေခဏဖျောက်ထားလိုက်ပေါ့နော်ဒါမှမဟုတ် uninstall ခဏလုပ်ရင်လုပ်တာအဲ့တော့ကျွန်တော်မတက်နိုင်တဲ့အဆုံးတော့အဲ့လိုမျိုးတော့လုပ်ရမှာပဲပေါ့နော်အဲ့တော့အဓိကတော့ကိုယ့်ရဲ့ when rule test ကိုပထမဆုံးပြီးမြောက်ဖို့လိုတယ်ဒါကပထမဆုံးအချက်တစ်ချိန်မှာအလုပ်တစ်ခုပဲလုပ်မယ်အဲ့ဒါမှအချိန်အနည်းဆုံးထားပြီးတော့ပြီးမြောက်အောင်လုပ်မယ်15မိနစ်ပြီးမြောက်အောင်လုပ်မယ်ပြီးတဲ့အခါမှာကျွန်တော်ကိုဂုံယူရမယ်ကျေးဇူးတရားမယ်ဘာလို့ဆိုတော့ကျွန်တော် brain ကိုပြန်အသိပေးရ system ကိုပြန်တိဆောက်ရတာဖြစ်တဲ့အတွက် brain ကိုပြန်အသိပေးတယ်ငါလုံနိုင်တယ်ငါဒီရအောင်မပြင်းငါမှ energy တွေရှိရဆိုတဲ့အကြောင်းကျွန်တော်ရဲ့အုံနောက်ကိုပြန်အသိပေးရဒါမှ तू ကပြန်မှတ်သွားတာဒါကြောင့်မလို့15မိနစ်ကိုလုံးစရာရှိတဲ့အလုပ်တစ်ခုပြီးတိုင်းကိုငါတော်တယ်ငါလုံနိုင်တယ်ကိုဂုံယူတယ်ဆိုပြီးတော့မှပြန်ပြီးတော့ချီကျူးပေးရမယ်ဒါကနံပါတ်1တစ်ချက်နံပါတ်2တစ်ချက်ကကြာကျွန်တော် Pomodoro style ဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့တော့စနပြောခဲ့တဲ့အထဲမှာတော့အတူတူပဲအဲ့တော့ကျွန်တော်အလုပ်တစ်ခုပထမဆုံးတစ်ချက်က when rule test အလုပ်တစ်ခုတစ်ချိန်တည်းမှာပဲပြီးအောင်လုပ်ရမယ်အဲ့ဒီအချိန်မှာ Pomodoro style နဲ့ထပ်ပေါင်းထည့်မယ်ချမ်းခုနပြောတဲ့15မိနစ်ဟုတ်တယ်15မိနစ်ဆိုတာဘာမှမလုပ်အာရုံရမ်းမဆိုင်နိုင်တဲ့သူတွေအတွက်15မိနစ်တော့ပြီးအောင်လုပ်ရမယ်လို့ပြောတာတကယ်လို့အာရုံဆိုင်နိုင်တယ်ဆိုလို့ရှိရင်တော့ချမ်းလို့25မိနစ်အထိဘာမှအဖုံးလည်းမကင်မဲနဲ့အဲ့ဒီအရာကိုပြီးအောင်လုပ်မှာအဲ့တော့25မိနစ်ပြီးတိုင်းမှာ9မိနစ်တစ်ခါနားမယ်အဲ့လိုမျိုးလေးလုပ်လို့ရ25မိနစ်ပြီးတိုင်းတစ်ခါ9မိနစ်တစ်ခါနာအဲ့လိုမျိုးလေးပေါ့နော်ဒါပေမဲ့ကိုအဲ့ဒီချိန်မှာဘာလဲဆိုတော့ကျွန်တော်လူဘွားကြီးမှလေအရန်အရေးကြီးဆုံးအဲ့တတိပဲအဲ့တတိလွတ်သွားလို့ကျွန်တော်ဘာမှအာရုံဆိုင်လို့မရတာတိလားအဲ့လိုဒီလိုအချိန်ဒီမှာလဲတတိပဲဘလို့တတိလဲဆိုတော့အဲ့ဒီဥမာ Facebook TikTok ကြည့်နေအဓိကတော့ TikTok ကြည့်နေမှာကွာ TikTok ကြည့်ရင်လည်း9မိနစ်ပဲကြည့်မယ်ကြည့်နေတဲ့တတိလွတ်သွားတဲ့အချိန်မှာ9မိနစ်မကဘူး15မိနစ်နာရီကတနာရီလောက်တောင်ထိုင်ကြည့်မိသွားတာတတိမရှိလို့အဲ့တော့ကျွန်တော်အရေးကြီးဆုံးကဘာလဲဆိုတော့တတိနော်အဲ့တော့တတိကလည်းအရင်ရေးကြီးတယ်အဲ့တော့ Pomodoro style နဲ့25မိနစ်လုပ်မယ်ပြီးရင်တစ်ခါ9မိနစ်နားမယ်ဒါလို့က25မိနစ်မလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်အနည်းဆုံး15မိနစ်ကနေစတင်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းတာဝန်ကိုပြီးမြောက်အောင်လုပ်ရမယ်နောက်ထပ်တစ်ချက်နံပါတ်3တစ်ချက်ကကြတော့ကျွန်တော်ဖုန်းဆွမ်းနာလည်းပြောခဲ့ပါတယ်အဲ့ဒီဖုန်းကကျွန်တော်ရဲ့ biggest enemy ဖြစ်နေတာကွာသူကကျွန်တော်ဆွဲဆောင်နေတဲ့တကြောင်မလို့အလုပ်တွေအကုန်လုံးသူ့ကြောင့်မပြီးမြောက်ဘူးဖြစ်နေတဲ့အချိန်မှာအဲ့ဒီဖုန်းကိုဖြစ်နိုင်ရင်ပေါ့ကိုကဖုန်းနဲ့အလုပ်မလုပ်ရတဲ့သူဆိုလို့ရှိရင်အဲ့ဒီဖုန်းကိုအလုပ်လုပ်နေတဲ့နေရာနေနည်းနည်းဝေးမှာတော့ထားဥပမာ living room ထဲမှာတော့ထားတာဖြစ်ဖြစ်အိမ်ခန်းထဲမှာခဏပိတ်ထားခဲ့တာပဲဖြစ်ဖြစ်ဒါမှမဟုတ်စက်ပိတ်ထားလိုက်နော်ဒါမှမဟုတ်လို့ရှိရင်လည်းအဲ့ဒီကိုကဖုန်းနဲ့အလုပ်လုပ်ရတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ Facebook တို့ TikTok တို့ uninstall လုပ်ထားလိုက်ချမ်းဆိုလို့ရှိရင်ဘယ်လောက်ထိလုပ်ရလဲဆိုရင်အဲ့ဒီ Facebook ဆွဲနေတဲ့ပြဿနာကိုဖြေရှင်းမှုအတွက်ကိုအဲ့ဒီ Facebook ကို uninstall လုပ်ထားရတယ် laptop ထဲမှာပဲထားထားတယ်ပေါ့နော်ဘာလို့ page တွေဘာတွေမှာတင်ရဖို့အတွက်တော့ laptop ထဲမှာထားထားတယ်ဒါပေမဲ့
laptop ထဲမှာဆိုရင်မကြည့်ချင်တော့ဘူးလေဘာလို့တကူးတကကြီးသွားပြီးတော့ဖုန်းကြည့်ရတဲ့ပုံစံနဲ့ laptop ကြည့်ရတဲ့ပုံစံမတူဆိုတော့ laptop နဲ့ကတိတ်မရင်းနေတော့မကြည့်တော့အဲ့ဆို Facebook ထဲဝင်မဝင်တော့ဘူးပေါ့နော်အဲ့ဒီအချိန်မှာချမ်းဘာလုပ်လဲဆိုတော့ဖုန်းကြည့်ချင်တယ်စိတ်ကလေဘိန်းဆွဲတယ်လို့ပဲသိရမလားဘာလို့တော့မှမသိဘူးစိတ်ကခရောက်ဖြစ်နေမငြိမ်ဘူးပေါ့နော်အဲ့ချိန်မှာချမ်းဘာလုပ်လဲဆိုတော့ဖုန်းလက်ထဲမှာဖုန်းကင်ထားမယ်ဆိုစာအုပ်တုပ်ကိုကင်ထားလိုက်ဘာလို့ဆိုဖုန်းထဲမှာလဲစာတွေလိုက်ဖတ်နေရပဲเนาะအဲ့တော့ဟိုကဖတ်လိုက်တက်လာသမျှလိုက်ဖတ်လိုက်ဆိုတော့အဲ့ဒီဖုန်းနဲ့ကစာကိုဖတ်မယ်စာအုပ်တုပ်ကိုလက်ထဲမှာထားလိုက်တယ်အဲ့စာကိုပဲထိုင်ဖတ်နေအင်တာတော့လဲယူထမင်းစားလဲထိုင်ဖတ်ဘာပဲလုပ်စာအုပ်ကိုပဲလှမ်းပြီးထိုင်ဖတ်နေရတယ်အဲ့ဒါချမ်းအစားထိုးလိုက်တဲ့နီလန်တစ်ခုပေါ့အဲ့တော့အလုပ်လုပ်တဲ့အချိန်မှာဖုန်းကိုတက်နိုင်သမျှအဝေးဆုံးမှာထားမဟုတ်လို့ရှိရင်ကျွန်တော်စက်ပိတ်ထားဒါမှမဟုတ် notification တွေ off ထားပေါ့နော်ဒါကအကြီးမားဆုံးရန်သူကဖုန်းပဲအဲ့တော့အဲ့ဒါလေးကိုအရင်ဆုံး short ရမယ်နောက်ထပ်တစ်ချက် number 4အချက်အရင်ကြီးကြည့်တယ် boredom ကိုခံနိုင်အောင်လေ့ကျင့်ရမယ် boredom ဆိုတာဘာလဲတဲ့ boring သိရမလားကျွန်တော်အရင်ဟိုမှာပြင်းစရာကောင်းတဲ့အရာပေါ့စာလုပ်ရတာပြင်းစရာကောင်းလားဆိုတော့ကောင်းတယ်ကိုယ့်အတွက်တိုးတက်ကြောင်းတွေကိုတိဆောက်ရတဲ့ခါမှာအဲ့ဒါတွေကအချိန်ယူရတဲ့ခါမှာရန်ပြင်းစရာကောင်းတယ်ဒါပေမဲ့အဲ့လိုပြင်းစရာကောင်းတဲ့ခါမှာအဲ့ဒီပြင်းစရာကောင်းတဲ့အရာကိုလည်းကျွန်တော်ခံနိုင်အောင်လေ့ကျင့်ထားရမယ်တဲ့ဘယ်လိုလေ့ကျင့်ရမှာလဲဆိုလို့ရှိရင်တော့ကျွန်တော်ကဥပမာကွာအဲ့ဒီ15မိနစ်စာလုပ်တယ်စာလုပ်နေနဲ့ okay 5မိနစ်10မိနစ်ကတော့ကုန်သွားရင်ဒါပေမဲ့မလုပ်ချင်တဲ့အချိန်မှာဖုန်းယူခြင်းစိတ်တွေပေါက်လာတယ်ဖုန်းကြည့်ခြင်းလာတယ်ဆိုလို့ရှိရင်ဖုန်းမကြည့်နဲ့စာလည်းမလုပ်နဲ့အဲ့တိုင်းမိနစ်ပြည့်အောင်ထိုင်နေရမှာကျွန်တော်ဘာမှမလုပ်ပဲအဲ့ဒီမိနစ်ကိုအောင်ထိုင်နေရမှာပြောချင်တာတော့ကျွန်တော်အုံနောက်ကို remind လုပ်တယ်လို့ပဲငါဒီ15မိနစ်ကိုအဲ့ဒီဖုန်းမကြည့်ဘူးဆိုတော့ remind ပြန်ပေးတယ်လို့ပဲအဲ့15မိနစ်ကိုစားလွယ်ပြီးကျွန်တော်ဘာမှမလုပ်ထိုင်နေဘာမှမလုပ်ရင်လည်းထိုင်နေလိုက်အဲ့လိုမျိုးလုပ်ပေါ့နော်ချမ်းဆိုလို့ရှိရင်အဲ့ဒီနီလန်းလေးကိုလည်းအသုံးပြတကယ်အကျိုးတက်ရောက်တယ်ပေါ့နော်အဲ့တော့ဒါလုပ်မယ်လို့တွေးထားတယ်တဖြည်းဖြည်းနဲ့မလုံးနိုင်တော့ဆို TV ရှေ့မရောက်သွားဘူးဒီမှာပဲထိုင်နေတယ်မလုပ်ဘူးကွာဘာဖြစ်လဲဒါပေမဲ့အချိန်ပြည့်အောင်တော့နေမယ်အဲ့လိုနေနဲ့အုံနောက်ကအဲ့ဒါလက်ခံသွားနောက်ဆုံးကျတော့မလုပ်ဘဲမနေနိုင်ဘူးအဲ့ဒီစာကိုပဲပြန်လုပ်မိတာပဲအဲ့လိုမျိုးလေးပေါ့နော်အဲ့တော့အဲ့ဒီနီးစနစ်ကိုလည်းကျင့်သုံးပါနောက်တစ်ချက်ကကျတော့ဒီနေ့မနေ့မရောက်ခင်မနေ့ညတည်းကဒီနေ့လုပ်ရမယ့်အရာတွေကိုပလန်ဆွဲပြီးတော့ရေးခဲ့ခြင်းမှာအဲ့ဒီမှာလည်းကျွန်တော်လောဘကြီးပြီးတော့လေအဲ့ဒီအများကြီးစာအုပ်ထဲမှာချမရေးခဲနဲ့ note ထဲမှာချမရေးခဲနဲ့ပေါ့နော်အဓိကအားဖြင့်ဒီနေ့ပြီးရမယ့် main important text ပေါ့နော်အဲ့တော့အဲ့ဒီအရေးကြီးတဲ့အလုပ်3ခုကိုပဲအရင်ဆုံးရေးခဲ့ပါအဲ့တော့3ခုကိုပဲဒီနေ့မှာပြီးအောင်လုပ်ပါပြီးတော့မှဖြည်းဖြည်းချင်းစီနောက်ထပ်အလုပ်ကလေးတွေကိုမိနစ်အနည်းငယ်လေးတွေဖဲ့ပြီးတော့ကျွန်တော်လှုပ်ဆောင်သွားရပါမယ်အဲ့တော့အဓိကပထမဆုံးအရေးကြီးတာကျွန်တော်လောဘမကြီးဖို့လိုတယ်အဲ့ဒီလောဘကြီးလို့လည်းကျွန်တော်မလုပ်နိုင်တာဥပမာအင်္ဂလိပ်စာလေ့လာမယ်ဆိုလို့ရှိရင်အမလီတနာရီလေ့လာမယ်လို့လောဘကြီးပြီးတော့ပြောတာတနာရီဘယ်သူမှထိုင်ပြီးတော့ဆက်စာချင်းမှာမလေ့လာနိုင်ဘူးပေါ့နော်အဲ့တော့ဒီနေ့လောက်ရမယ့်အလုပ်တွေကိုမနေ့ညတည်းကနေပြီးတော့မဆာရွက်ထဲမှာချရေးခဲ့လို့ရှိရင်ဒီနေ့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်သိနေတယ်အဲ့ဒါမှဒီနေ့မှလုပ်စရာရှိရတယ်တပုံရင်းဖြစ်လာတဲ့အခါမှာဟိုကပဲလုပ်ရမလို့ဒါပဲလုပ်ရမလို့လို့ဆိုတော့အဲ့ဒီအနေရစုံတွေကနေထွက်နိုင်မှာပေါ့နော်ဒါကြောင့်မို့လို့ကိုလုပ်ရမယ့်အလုပ်ကိုညရဲတခါတည်းပလန်ချခဲ့အနည်းဆုံး main important text 3 things เนาะအဲ့တော့3ခုကိုပဲအရင်ဆုံးအပေါ်ဆုံးမှာထားပြီးတော့ရေးခဲ့ပေါ့နော်အဲ့တော့ချမ်းအခုပြောသွားတဲ့ system လေးတွေကိုအဲ့ဒီ consistency မရှိတဲ့သူ focus မလုပ်နိုင်တဲ့သူတွေက9ရက်တိတိလောက်ချမ်းတို့လိုက်လုပ်ကြည့်ပါလိုင်းနဲ့ချမ်းတို့ brain ကအဲ့ဒီအရာနဲ့နေသားကြပြီးတသားလေးဖြစ်သွားတဲ့အခါမှာတခြားနောက်နေ့ရက်တွေမှာဆိုလို့ရှိရင်လည်းအလုပ်လုပ်ရတာအရင်အောင်လွယ်ကူလာလိမ့်မယ်နောက်ထပ်တစ်ခုပြောချင်တာကအာယုံစိုက်မှုတိုးတက်ခြင်းနဲ့ focus ကောင်းကောင်းလုပ်ခြင်းနဲ့ဆိုလို့ရှိရင်လေချမ်းတို့တရားထိုင်နော်အဲ့ဒီ meditation လို့ပြောလိုက်လို့ရှိရင်တရားထိုင်လို့ပြောလိုက်ဘာသာရေးမဟုတ်ဘူးအခုခေတ်မှာဆိုအရန်နေအမြင်ကျနေကြပြီတရားထိုင်နေဆိုတာဘာသာရေးလောက်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာမှာကတရားထိုင်တာကအဓိကဖြစ်သွားတဲ့အတွက်ဒါကဗုဒ္ဓဘာသာမှာတရားထိုင်တာက main အနေနဲ့ပါဝင်သွားတာဒါပေမဲ့တရားထိုင်နေဆိုတာကလူတိုင်းလုပ်တဲ့အုံနောက်အတွက်ကျွန်တော်အလေးအကျင့်လုပ်ပေးတဲ့အရာတစ်ခုပဲအဲ့တော့အာယုံစူးစိုက်မှုမရတဲ့သူတွေကအဲ့ဒီတရားထိုင်ကြည့်လိုက်တရားထိုင်တဲ့အခါမှာလည်းကျွန်တော်ဝင်လေထွက်လေကိုအဲ့လိုမျိုးပဲရှုမှတ်ကြည့်ပေါ့နော်အရင်ဆုံးအဲ့ဒါအလွယ်ကူဆုံးနည်းလမ်းပဲအတွေးတွေဝင်လာတယ်ဖျောက်ဖျက်ဖို့ထိန်းချုပ်ဖို့မကြိုးစားနဲ့မသေးတဲ့၍ဒီလူခန္ဓာကိုယ်ကြီးရှိနေတဲ့၍စိတ်နဲ့ခန္ဓာကိုယ်နဲ့ရှိနေတဲ့အဲ့ဒီအတွေးတွေကဘယ်တော့မှရက်တန်သွားမှာမဟုတ်ဘူးချမ်းတို့ကအတွေးတွေကိုရက်တန်မှုမကြိုးစားပဲနဲ့အဲ့ဒီအတွေးတွေတစ်ခုဝင်လာတိုင်းမှာဒီအတွေးလေးရောက်လာတယ်လိုက်သိပေးတာနောက်ထပ်ကိုတယောက်ကဒီတယောက်ကိုစောင့်ကြည့်နေတယ်လို့မျိုးစောင့်ကြည့်ပေးတာကိုချမ်းတို့ကတရားထိုင်တယ်လို့ခေါ်တာเนาะအတွေးတွေကိုထိန်းချုပ်ဖို့စူးစမ်းလေပို့ပင်မန်းလေပို့ပြီးစိတ်ဖိစီးလေဖြစ်မယ်ဘယ်တော့မှအတွေးတွေကပျောက်သွားမှာမဟုတ်ဘူးเนาะအဲ့တော့ချမ်းတို့အတွေးတွေနဲ့ just go with the flow ဒါပေမဲ့မျောပြီးတော့ပါသွားခိုင်းတာလည်းမဟုတ်အတွေးတွေဆိုတာချမ်းတို့ကခဏတာရောက်လာတဲ့သူတွေပဲဖြစ်တယ်ဒါကြောင့်မို့သူတို့ရဲ့အပေါ်မှာဒီဟာလေးဒီလိုမျိုးရောက်လာတယ် okay သိလိုက်တယ်ဆိုရင်ကျွန်တော်အဲ့ဒီအတွေ့ကိုစက်မတွေးဖြစ်တော့အုံနောက်ကဘလို့အလုပ်လုပ်လဲတော့မသိဘူးသိလိုက်တဲ့အချိန်တိုင်းမှာစက်မတွေးဖြစ်တော့ဥမာကိုဝမ်းနေနေတဲ့အရာကိုငါဝမ်းနေနေပါလားလို့ကိုပြန်သိကြည့်လိုက်တ
တခြားတယောက်ကရှေ့ကနောက်တယောက်ကိုကြည့်နေတယ်လို့မျိုးပေါ့နော်ပြန်တိကြည့်လိုက်လို့ရှိရင်လေမုံဝမ်းနေတော့အားကြောင့်မလို့ healing နဲ့လုပ်ချင်လဲတရားများများထိုင်အဲ့ဒီအတွေးတွေကိုစောင့်ကြည့်ပြီးလို့ရှိရင်အဲ့ဒီဝင်လေထွက်လေမှတ်ကြည့်လိုက်အရင်အဆင်ပြေတယ်ပေါ့နော်အဲ့တော့အာယုံစူးစိုက်မှုကောင်းခြင်းတရားလဲထိုင်ပါအဲ့တော့ကြည့်ရှုပေးတဲ့အတွက်နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့နီးလန်းလေးတွေကလည်းအားလုံးအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ဘဝတူတွေရှိခဲ့ရင်လည်း comment ထဲမှာအဲ့လိုဖြစ်နေတဲ့ဘဝတူလေးရှိခဲ့ရင်လည်း comment မှတ်ခဲ့ပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းတကယ်ကောင်းမွန်တဲ့ကောင်းခြင်းတရားတွေနဲ့ပြည့်နေတဲ့ဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်เนาะ affirmation ဗီဒီယိုတွေတရားထိုင်တဲ့ဗီဒီယိုတွေ healing ဖြစ်စေမဲ့ဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်เนาะ bye bye thank you ပါ okay see you in my next vlog ပါ bye bye